အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်သင်္ချာပို့စာလေးကတော့ EMS ထဲမှာပါတဲ့ trigo နဲ့ပတ်သက်တဲ့ပို့စာလေးတစ်ခုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်။ Okay အဲ့ဒါဆိုရင်ဒါပေးထားတဲ့ပုံလေး။ Okay ပြီးရင်ဆရာတို့မိဘဖတ်ကြည့်နော်။ AC တန်ဖိုးကဘယ်လောက်ပေးထားလဲဆိုရင်60 kg အဲ့ဒီပုံလေးမှာ AC တန်ဖိုး60 kg ပြီးရင် CB တန်ဖိုးကဘယ်လောက်လဲဆိုတော့87 kgပြီးရင် BM ကတည်းကဆို A ရဲ့အရှိဘက်မှာရှိပါတယ်။ဒီနောက်တစ်ခုသူကပေးထားတဲ့ဆိုရင် the bearing of C from A AM ကလည်း C ရဲ့ bearing တန်ဖိုးက38 degrees လို့ပေးထားတယ်။ bearing ကိုဆရာကပုံထဲမှာထည့်ပေးရတော့ဆွဲနေဆိုလို့ရှိရင် bearing ကဘယ်ရက်မျက်နှာတိုင်းပြရစေညောင်အရက်မျက်နှာလေးစပြီးတိုင်းပြရတယ်။အဲဆိုရင် from ရဲ့နောက်မှာရှိအမှတ်လေးကြည့် from ရဲ့နောက်မှာရှိအမှတ်လေးက A ဖြစ်တဲ့အတွက် A အမှတ်ကလေး degree စတိုင်း degree စတိုင်းတဲ့အခါမှာဆိုလို့ရှိရင်ညောင်ရက်ကလေးစတိုင်းဖြစ်တဲ့သူရဲ့တန်ဖိုးက38 degrees ပဲဖြစ်ထားတယ်။ပြီးရင်နံပါတ် A ကဘာသာခဏလဲဆိုတော့ show that တက်တည်ပြပေးပါတယ်။ angle AC angle AC ဆိုဒီ triangle ထဲမှာဒီထောင်ပြီးသူရဲ့တောင်ရ95.1 degree ဖြစ်ကြောင်းတက်တည်ပြပေးပါ။ပြီးရင်အဖြေရဆိုလို့ရှိရင်1 decimal place နဲ့ပြရတယ်။ Okay အဲ့ဒါဆိုလို့ရှိရင် angle AC ကိုဆရာတို့ရှာပြရမယ်။ Okay အဲ့ဒါမရှာပြတော့ဆိုလို့ရှိရင်တစ်ချက်ချင်းကဒီ triangle ထဲမှာဆိုလို့ရှိရင်တည့်ရတောင်ရည်ပဲဘယ်လိုခုရှိရလဲဆိုတော့ခုမှမရှိသေးဘူး။ Okay အဲ့ဒါဆိုရင် triangle ထဲမှာဆိုလို့ရှိရင်တည့်ရတောင်ရည်တဲ့တစ်ခုကတော့အနည်းဆုံးကြည့်ရတယ်။အဲ့ဒါဆိုရင် data မှာတည်လို့ရတယ်။အဲ့ဒါကြည့်ရအောင် north နဲ့ east ကြားထဲမှာရှိတဲ့ angle တွေကဘယ်လောက်လဲ90 degree အဲ့ဒါဆိုရင်ဒီကြားထဲမှာရှိတဲ့ angle CAB တန်ဖိုးကိုချင်းလို့ရှာပေးရတယ်90တဲကနေ38ဘတ်။ Okay ဆို90တဲကနေ38ကိုနှုတ်လို့ရှိရင်ဆရာတို့တော့ရောက်ပါမယ်ဆိုရင်58 degree ဆိုရပါဒါ50အဲ့ဒါဆိုရင်ဆရာတို့ပထမဆုံးအဆင့်လေးရှာရမှာ angle CAB တန်ဖိုးက90 degree ကနေ38 degree နှုတ်ရင်Okay, at the end of the day, zero is AC. As a zero sign to the sign to the address solution, zero. Losing that town here, when it's in the marsh, she get another people. As a zero is the and AC. Here, 2 minutes in the marsh, another ABR. Who's are the data? The people. Address in now. အဲ့ရရှာလို့ရတယ်အဲ့ဒါဘယ်တော့ရှာလို့ရလဲဆိုတော့ angle CPE ရှာလို့ရတယ်ဒီရှာလိုက် angle ကိုရှာရေးစတယ် Okay ပြီးလို့ရှိရင် angle CBE ရဲ့ဒီစက်တက်မှာရှိရတာ60 km လားအဲ့ဒါဆို60 km လားသိတယ်ပြီးလို့ရှိရင်နောက်ထပ်တည်တဲ့ထောင်လေးကပါတောက်တည်လို့ဆို angle CAB တည်တယ်သူ့ရဲ့ degree ကဘယ်လောက်လဲဆို52 degree ပြီးရင်သူ့ရဲ့စက်တက်မှာရှိရတာအဲ့ဒါက87 km Okay အဲ့ဒါဆရာတို့က sin ကိုပေါင်းရအောင်အဲ့ဒါ by sin အမှဆိုရင်ကိုလူချင်တဲ့တောက်တက်ကိုရှိပါဆိုဆရာတို့ sin ထားပြန်ဒါဆို sin angle CB ပြီးရင်သူ့မဲ့စက်တက်မှာရှိတဲ့အနားတက်မှာတော့လေ60 equal to ပြီးနောက်ထပ်တည့်ရတော့ရ52 degree ပါလားအဲ့ဒါသူရဲ့ရှိမှာ sin တက်အဲ့ဒါ sin 52 degree ဒီမှာလည်းပါပြီး52 degree ကိုစက်တက်မှာရှိတဲ့အနားတက်မှာ87 Okay အဲ့ဒါလိုချင်တာ angle CB ကိုချင်တာ Okay အဲ့ဒါ sin CB ဒီ60ကိုလည်းပို့ရှိလိုက်တော့60 into sin 52 degree divided by 87 ဒီ angle CB ကိုလိုချင်တဲ့ဆိုရင် sin ကိုပို့ရှိလိုက်တော့ sin inverse 60 into sin 52 degree divided by 87 Okay အဲ့ဒါကြောင့်ဒီလိုဆရာ calculator နေလိုက်နော် Okay အဲ့ဒါ calculator နဲ့မှာ sin inverse 60 into sin 52 degree divided by 87အဲ့ဒါဘယ်လောက် degree ထွက်မလဲဆို32.92 degree ဆိုတော့ထွက်တော့တယ် Okay အဲ့ဒါဆိုရင်သူရဲ့ term ကဘယ်လောက်လဲဆိုရင်32.92 ပေါ့ Okay အဲ့ဒါဆိုရင်32.92 degree ဆိုတော့ရပါတယ် Okay အဲ့ဒါပထမတစ်ခုကဘယ်လောက်လဲဆိုရင်52 Okay နောက်တစ်ခုက32.92 degree ဆိုရပါတယ်
Okay အဲ့ဒါဆိုလို့ရှိရင်ဆရာတို့ကဘယ်လိုလုပ်လို့လဲ angle CBA တန်ဖို့ပေါ့အဲ့ဆိုရင်နောက်ထပ် angle လေးကိုလိုချင်တယ်ဆိုလို့ရှိရင်ဆရာတို့ကတီးတဲ့ down နှစ်ခုကိုပေါင်းပြီးတော့180လေးကမလုပ်ပြရမယ်ဆိုလို့ရှိရင်နှုတ်ပြလိုက်ရပါတယ်ပေါ့နော် Okay အဲ့ဒါဆိုလို့ရှိရင်ဒီ angle လေးက 32.92 degree ဒီက target ဆရာတို့ရှာမှာ angle ACB လေးကိုချက်တာအဲ့ဒါ3ကန်တစ်ခုတည်းမှရှိရဲ့အတွင်းတော့3တော့စုစုပေါင်းပြပါနဲ့ညီတယ်ဆိုတော့180 degree နဲ့အဲ့ဒီ address ဆိုရင် angle CAB plus angle ABC plus angle BCA equal to 180 degree အဲ့ဆိုရင် angle CAB ကဘာလို့လဲ52 degree angle ABC တန်ပေါ်ခဏစားတာ32.92 degree ဒီစကား angle BCA တနည်းအားဖြင့်ဒီရှာခိုင်းတာ ACB ဆိုတော့ဒီနေရာမှာ ACB ကိုလက်ဆရာရေးပြလိုက်တော့နော် ACB equal to 180 degree အဲ့တော့ဆိုရင် angle ACB ကိုလိုချင်တယ်ဆိုရင်180 degree minus 52 degree plus 32.92 degree အဲ့ဒါဆရာတို့ဘယ်လောက်ရပါလဲရှာလိုက်တဲ့အခါမှာ95.08 degree ဆိုတော့ထွက်လာတယ်အဲ့ဒါသူ့ကို1 decimal place အနေနဲ့ပေါ်ပြမယ်ဆိုရင်95.90 degree ဆိုတာရပါတယ်အဲ့ဒါသူရှာခိုင်းတဲ့နံပါတ် A ပြီးပါတယ်ပြီးရင်နံပါတ် B ကြည့်ကြရအောင်နံပါတ် B ကဆိုလို့ရှိရင်အဲ့ဒီကားလေးတစ်စင်းအချင်းမြို့ A ကနေ C ကိုရောက်သွားတယ် C ကနေတစ်စင်း B ကိုသွားတယ်ပြီးမှ B ကနေ A ကိုပြန်ပြီးတော့သွားတယ်နော်အဲ့မှာသူပေးထားတာအဲ့ဒီခရီးစဉ်တစ်ခုလုံးအတွက်စုစုပေါင်းကြာချိန်က3နာရီမိနစ်20ဆိုပြီးပေးထားတယ် Okay အဲ့ဒါဆိုလို့ရှိရင်သူရှာခိုင်းတာ give your answer in kilometer per hour နဲ့ရှာတယ်ဒီမှာမိနစ်လို့ရှိရင်အဲ့ဒါမိနစ်ကို hour ပြောင်းတယ်မိနစ်ကို hour ပြောင်းတယ်ဆိုလို့ရှိရင်တစ်နာရီမှာမိနစ်60ရှိတယ်အဲ့ဒါမိနစ်ကလည်း hour ပြောင်းတယ်ဆိုရင်20ကိုဘာနဲ့စားမရလို့ဆိုရင်60နဲ့စားမရတယ် Okay အဲ့ဒါလည်းဒီ address ရင် time taken Okay အဲ့ဒါ time taken address ဆိုလို့ရှိရင်3 hour plus 20 divided by 60 hour အဲ့ဒါ3 hour plus 1.3 hour ဆိုတော့ဒီကတော့ 3.33 hour ဆိုရပါတယ် time taken Okay အဲ့ဒီကသူကတလို့ရှာနေတာအဲ့ဒီကားလေးသွားတဲ့ခရီးစဉ်လေးအတွက်ဒီ average speed ကိုရှာခိုင်းတယ် Okay အဲ့ဒါ average speed ကိုဆိုလို့ရှိရင်ဒီ formula ကိုသိတယ် average speed equal to total distance divided by total time taken total distance divided by total time taken Okay အဲ့ဒါဆရာက total time taken ဒီ total distance ဆရာရှာလို့နော်အဲ့ဒါ total distance မှာဒီဟာ distance တွေပေါင်းလို့ရတယ်ဆိုရင် AC CB AB အဲ့ဒါပေါင်းလို့ဒါပေမဲ့ဒီမှာဆိုလို့ရှိရင် AC နဲ့ CB အတွက်ပဲတည်တည် AB အတွက်ပဲတည်တည် Okay အဲ့ဒါ down တွေကတော့ triangle တစ်ခုနဲ့မှရှိရင်ထောက်သုံးရတာဘယ်လိုတည်တာလဲဒီကဘာသာက95.2 52လဲတည်ပြီ 32.9 တည်ပြီ 95.9 တည်ပြီ Okay လိုချင်တာ AB လား Okay လိုချင်တဲ့အများကြီးလိုချင်တာပါရှိတယ်ဘာမှမသိဘူးအဲ့ down တယ်က95.1 အဲ့ဒါ 95.1 degree ဖက်တစ်ချက်စီမှာရှိတဲ့အများကြီးက60နဲ့87 kilometers ဆိုတဲ့အခုရှိတယ်အဲ့ဒါနှစ်နားနဲ့ဂျားတော့တက်ကိုသိတယ်ပြီးရင်အဲ့ဒီဂျားတော့ရဲ့မနစ်စင်းတာမှာရှိရဲ့အနားတန်ကိုပြင်ချင်းကိုဆိုင်ကိုသုံးပြီးတော့ရှာနေရတယ် Okay အဲ့ဒါဆိုဒီမှာကိုဆိုင်Okay ကိုဆိုင်ကိုအရာဆိုရင်95.1 degree မနစ်စင်းတာမှာရှိရဲ့အနားနဲ့တက်တယ်အဲ့ဒါဆိုရင် AB square equal to 60 square plus 87 square minus 2 into 60 into 87 into cos ဒီရတာမှာ95 လိုချင်တာ AB လိုချင်တာအထက်ကိန်းဖြစ်တဲ့အတွက်ကြောင့်လို့အထက်ကိန်းကြည့်ရတယ်အဲ့စလုံးကိုမိုက်ရအဲ့ 60 square plus 87 square minus 2 into 60 into 87 into cos 95.90 Okay ဒါလေးကို calculator ရေးကြည့်ပါမယ်အမှာ square root 60 square plus 87 square minus 2 into 60 into 87 into cos 95.1 Okay ဒီနေ့တော့ဘယ်လောက်ထွက်လို့ဆိုရင်
109.9 millimeter ဆိုတော့ရပါတယ် Okay, then AC tempo 109.9 kg. Okay, then today distance is body boundary on 60 here, 87 here, 109.9. Okay, as again, today distance equal to 60 plus 87 plus 109.9. အဲ့ဒီလုံးပေါင်း60ရဲ့80ခေါ်ရဲ့190ပေါင်းလိုက်မယ်ဆိုရင်သူ့ရဲ့တန်ဖိုးက256.9 km ဆိုရပါတယ်။ total distance ပြီးရင် total time ကဘယ်လောက်ရတာလဲ 3.33 hour total time equal to 3.33 hour လို့ကျန်တာ area speed လို့ပြောတာအဲ့ဒါဆိုရင် area speed လို့ဒီ total distance ကဘာလို့ total time today distance is 256.9 km. Today time is 3.33 hours. And we look at the solution here, a lot from there. We have 77.15 km/hour. Okay, as a solution, we both are we shall find out angle ACB area speed that we are called shall we Okay, as a solution, now we have the child Kamu to know my horizon education center page for the you know, change no YouTube channel, you buy and YouTube channel, subscribe the channel. Okay, as a general today, this is the other, some of the now,